ကိုလေလမ်းထိပ်ကဆိုင်မှာစားတစ်ထုံလောက်ဝင်ခဲ့ပြီနည်းနည်းလေးမှောင်နေပြီဆိုတော့ရော့တက်တက်သွားပြီးတော့ပြန်လာခဲ့ဟိုကသမီးလေးမဝင်စားလိုက်နော်ဟုတ်ကဲ့မမေဟာသမီးလေးတော်ယူဆိုင်တော့ဖြစ်တာလေတမချော်လေရသူကောင်းပြေတော့တမီးလည်းရောက်မရဘူးပြပါဦးမမောက်ဘယ်နားနာနေရတော့ဒီရအဒူးပြေဝါပဲသမီးလေးအဲ့ဆေးကန်းသွားမှရမှာနော်မဟုတ်ရင်သမီးလေး6ဖြတ်ရမှာတမီးကြောက်တယ်မမဘာမှဖြစ်ဘူးနော်သမီးလေးမမနဲ့တော့ဆေးကန်းလိုက်ခဲ့နော်မလားချင်ဘူးမမေတမီးကိုစားတော့ဝယ်ခဲ့လိုက်တာတော့ကြရင်မမေစုပါစိုးရမမဘာမဖြစ်ဘူးမစူစေရအောင်နော်သမီးလေးမေမေနဲ့မမနဲ့ကတငယ်ချင်းနေသမီးလေးမေမေသမီးလေးကိုမစူအောင်မမကူပြောပေးမယ်နော်ပြီးရင်မုတ်တွေလည်းအများကြီးဝယ်ကျွေးမယ်နော်မမနဲ့ဆေးကန်းသွားမယ်နော်လာမလားချင်တော့ဘူးတကယ်မမေစီရပါမယ်တမီးမလားချင်တော့မိမကြီးကိုပြန်လာပြီနော်ယောက်ျားကပြန်ရောက်လာပြီပေါ့ဒီနေ့ပိုင်းနေချက်လေအော်ယောက်ျားကြိုက်တဲ့ပစုံစီပြန်ဟင်းလေးချက်ထားတယ်တိတက်လိုက်တာကိုစနီးလေးကဟောဒါနဲ့သမီးလေးလည်းမတွေ့ပါလားဟိုသမီးလေးကိုလမ်းထိပ်ကဆိုင်မှာစားတော့ဝယ်ခိုင်းလိုက်တယ်ယောက်ျားရဲ့ဒီချိန်ကလေးကိုတရားလဲဈေးမဝင်ခိုင်းနေလို့ကိုပြောထားရလေကိုလိုက်ဝါးကြီးလိုက်အောင်မိမကိုသမီးလေးမတွေ့ခဲ့ဘူးရှင်အဲ့ဆိုကျမသမီးလေးကပမာလဲငါဘလို့သိမှာလဲမင်းကအမြဲတမ်းပြောတယ်သမီးလေးဒီချိန်ဈေးဆိုင်မလွတ်ပါနဲ့လို့မိမဘာလို့လဲမင်းတို့တာလီကမှလည်းသူများအိမ်လုံးလာဖြစ်နေတာနောက်မှပြောပါဘလို့ဆက်ကျမသမီးလေးမင်းကွာဆက်စုလိုက်တော့မယ်ရှင်ကြအချိန်တိုင်းမူးနေပြောခဏနေစမ်းမင်းဒါငါတောက်တာပဲလားပြောနေမင်းကဖြစ်ပါစေနဲ့ပြတ်တယ်ကွာမင်းရောက်ရအမဘာဖြစ်လဲကျမသမီးလေးကိုလေလမ်းထိပ်ကဆိုင်မှာစားတော့ဝယ်ခိုင်းလိုက်တာအခုထိပြန်မလာသေးလို့ဟုတ်တယ်ဗျာကိုပိုင်ခင်ဗျာတွိုင်းလာရင်မတွေ့မိဘူးအေးငါပြန်လာရင်လာပါမတွေ့ဘူးမရေခလေးကြောက်လဲလို့ရလားအခုခလေးတွေခဏခဏပြောင်းနေလို့လမ်းမရောက်နေလေအဲ့ဆိုကျမလက်ရှာလာတော့မယ်ကျွန်တော်လည်းရှာနေမယ်လေကိုကတော့မင်းရဲ့ရှက်ဘယ်သူခလေးရှာငါဒီမင်းပါလေသမီးလေးအခုဒီလောက်ရွှေကောင်းမလေးလေးစစ်စမင်းချက်ထားတွဲမိတင်လာတယ်တွေ့ပြီဗျာ我怎么了？安静，我这以为干嘛了？追没来。怎么？怎么了？妈，好，这老远克里马流追没得来，好，这边那怕过来，这上面的这台，比如哎你谁弄样的我台里嘛。အဲ့ကောင်မလေးကိုဟိုလမ်းကြားထဲမှာမိမကြီးကြောင်တွေ့တယ်မိမဘယ်လိုပုံစံမျိုးရှိလဲအဲ့မိမကြီးရောစပင်းရွှေရောင်နဲ့မကလေးဘာဖြစ်ပါစေလဲဒါလေးကိုတော့ကြအောင်သမီးလေးကျမသမီးမဟုတ်ဘူးကျမသမီးပဲရောက်နေရတယ်ကျမသမီးကိုပြန်ခေါ်ပေးကြပါကျမသမီးကိုတွေးနေတယ်ရှင်ရှာမယ်ရှင်ကကျမသမီးကိုရှာမယ်သမီးလေးသမီး不是没考啊သမီးဘယ်ရောက်သွားလဲစိတ်ထဲမှာမိမစိတ်ထဲမင်း
မီမမေနဲ့တူတူသွားမယ်နော်သမီးဟုတ်ဘသူခေါ်ခေါ်မလိုက်ရအောင်နော်ဘသူကြွေးကြွေးမမေခွင့်ပြုချက်မပါပဲမစားရအောင်သိလား ဘာလို့လဲမမေ ဘာလို့လဲဆိုတော့သစိမ်းဆိုတာမယုံရဘူးသမီးရဲ့လောကကြီးမှာလူကောင်းလည်းရှိရယ်လူဆိုးလည်းရှိရယ်ကို့အဖေမေကလွယ်လို့ဘသူ့မှမယုံရအောင် ဟုတ်ကဲ့မမေ လိန်မာလိုက်တာမမေသမီးလေးကလာမမေနဲ့တူတူတောင်းမယ် ဟုတ်ကဲ့